နေ့ထိဒီများလဲသိရှိပြီးဖြစ်ပါလိမ့်မယ်။ Mobility စခန်းကတောင်ပိုင်းတိုင်းလေတက်မှုချုပ်ဆိုတဲ့ရက်စီ30စက္ကန့်ကလူမိုက်ဒီဒီကိုရက်ဆက်ဆက်ဘုံကျဲတက်ပြတ်ခဲ့တဲ့ဗိုလ်မှူးချုပ်ဆင့်ရှိတဲ့တယောက်ပိုးစိုးပတ်ဆက်ခွေးတွေဝက်တွေတည်တဲ့တဲ့ပေါ့။ဒီလိုပါပဲပြည်သူကိုရက်ဆက်ခဲ့တဲ့လူတွေအတွက်နောက်ဆုံးကတော့ထိုက်တန်တဲ့ရလဒ်ပြန်ရမှာပါပဲ။ဒါအဲ့တော့တိထက်တန်ယူနဲ့အစိမ့်တွေတည်သွားခဲ့တယ်။ပြီးတော့အခုလက်ရှိရမခရှိမြတ်တိုင်းစစ်ဌာနချုပ်ကနေပြီးတော့စစ်ဆေးရုံကိုဝင်စီးနှင်းသိမ့်ပိုက်ပြီးတဲ့အခါမှာဖမ်းဆီးရမိတဲ့ပုံမှန်တွေနော်ဒဏ်ရာတွေနဲ့လက်နက်ချလာအလံဖြူထောင်ပြီးတော့ထွက်ခွာလာတဲ့တကယ်လူဒန်းကြီးတွေအချင်းတွေကိုကြည်ချင်းအဖြစ်ဒုတိယကမ္ဘာစစ်တုန်းကဒီဂျာမန်စစ်တပ်တွေနောက်ဆုံးမဟာမိတ်တွေဝိုင်းဘက်ပိတ်ဆို့ထားတဲ့အချိန်မှာလက်မြောက်လက်နက်ချအလံဖြူထောင်ထွက်လာတဲ့မြင်ကွင်းမျိုးနဲ့တော်တော်ကြီးကိုစစ်တူနေတယ်ပို့ပြီးတော့ဝမ်းနေဖို့ကောင်းတာကလွန်ခဲ့တဲ့နှစ်90ဂျာမန်စစ်တပ်ဒုတိယကမ္ဘာစစ်လက်နက်ချတယ်ဆိုတော့အဆင့်ရှိအတန်းရှိဂုံတိတ်ကရှိလက်နက်ချခဲ့ရတာဖြစ်ပြီးတော့အခုဖက်စစ်ငရဲခွေမင်းအောင်လိုင်းနောက်လိုက်ဘဝနဲ့ဆောက်ယူရဲ့နောက်လိုက်လူမိုက်ဘဝနဲ့လန်ဖြူတော်လက်နက်ချလာတဲ့ကျွန်တော်တို့ရဲ့နိုင်ငံသားစစ်တီရာရှိဆိုတဲ့လူတွေကိုကြည့်တဲ့အခါမှာတော့တော်တော်ကြီးကိုစုပ်ပြတ်တက်ပစ်စင်ရဲပိန်လီအာရင်ချို့တဲ့မျက်နာတွေမျိုးလုံးတွေရီဝေးအနာဂတ်တွေပျောက်ဆုံးဆိုတဲ့အခြေအနေတွေတွေ့ရပါတယ်။ပြီးတော့ရှင်းမြောက်တိုင်းစစ်ဌာနချုပ်သိမ့်ပိုက်အပီးတရုတ်နိုင်ငံကစီစဉ်ကျင်းပတဲ့ဒီတွဲဆုံဆွေးနွေးရေးလမ်းကြောင်းကိုမင်းအွန်လိုင်းကညှင်းပယ်လိုက်ပြီးတဲ့နောက်မှာတော့မင်းအွန်လိုင်းဖက်မှာနိုင်ငံတကာရဲ့ထောက်ခံမှုရုရှားမှလည်းလုံးဝတောက်ဆုံးသွားပြီဖြစ်တယ်။အဲတော့တရုတ်ကစောပိုင်းကတော့မင်းအွန်လိုင်းနဲ့ကျွန်တော်တို့တော်လိုင်းရေးဘက်ကိုဗက်မျှပြီးကစားနေတယ်လို့ယူဆလာပွဲရှိပေမဲ့အခုတကောင်းနီကယ်ဆက်ယုံကိုမြို့သားညီညွတ်အစိုးရဒီကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်တော်တွေကတိမ့်ပိုက်ပြီးတဲ့နောက်တရုတ်ဆိုရဟာ NUG National Unity Government ကိုတရားဝင်အစိုးရတရက်ကဲသို့အတွဲဆုံဆွေးနွေးမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့အခြေဟာမြန်မာနိုင်ငံရေးကိုအကဲဖြတ်ဖို့စောင့်ကြည့်နေတဲ့နိုင်ငံတကာအစိုးရတွေအတွက်နောက်ဆုံးစာမွေးပွဲအဖြစ်ဖြစ်ပါတယ်။အဲ့တော့ဆိုတော့ကျွန်တော်အခုအဓိကပြောချင်တာကအခုဒီရက်ပိုင်းတော့တွင်ကျွန်တော်ကိုချိတ်ဆက်လာတဲ့ရရှိကြီးတွေအများကြီးရှိပါတယ်။သူတို့တွေရှိရအခြေအနေတွေသွားတဲ့အချိန်မှာဘယ်လိုနည်းနဲ့ရရှိတဲ့အဆောက်အဦရုံးဌာနဆိုင်ရာလုပ်ငန်း process တွေ procedure တွေကိုဘယ်လိုမျိုးကျွန်တော်တို့ပြည်သူ့အစိုးရလက်ထက်ကို handover လုပ်မယ်ဆိုတဲ့အစီအစဉ်မျိုးတွေကိုစိတ်ဝင်စားမေးမြန်းလာကြတာတွေ့ရပါတယ်။ဒါလည်းဒီနေ့တုန်းကမြစီမကနေပြီးတော့ထုတ်လွှင့်လိုက်တဲ့ကျွန်တော်ရဲ့ interview နဲ့ပတ်သက်ပြီးတော့ကြကြပြန့်ပြန့်စိတ်ဝင်စားလာတဲ့အနေအထားဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကတော့လူစိတ်ရှိသောလူစစ်သားကောင်းစိတ်သက်ရှိတော်လည်းပဲဖက်စစ်ငရဲခွေးမင်းအောင်လိုင်းရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုအောက်မှာဘလို့မှမယုံနိုင်မဲ့မိသားစုဆွေမျိုးသားချင်းရောက်ခမမကြံထိန်းချုပ်ပြီးတော့စစ်သားအရာရှိတယောက်ပုံကန်ရင်ထွက်ပြေးရင်မိသားစုကိုပါရန်ရှာတပ်ဖြတ်တတ်တဲ့ဖက်စစ်ကရက်ဆက်ရုံမာတဲ့လုပ်ရက်တွေကြောင့်အောက်အီးတီးခံပြီးတော့ထွက်ပေါက်တစ်ခုခုရှာနေတယ်ဆိုတဲ့အရာရှိစစ်တီအများကြီးရှိတယ်ဆိုတာကိုကျွန်တော်ကထဲထဲဝင်သိနေပါတယ်ဆိုတော့ဒီလောက်ရက်ဆက်တဲ့ကိုတပ်ဖို့ဝင်ချင်းလဲရက်ဆက်တဲ့ဒီမင်းအွန်လိုင်းဖက်စစ်ငရဲခွေးနော်လူမိုက်ဒီလိုလူစနစ်ကိုဘာကြောင့်တက်တန်းဆက်ရှည်အောင်အောက်အီးတီးခံပြီးကြိတ်မိပြီးဆက်လုပ်နေကြမှာလဲရအောင်ဖောက်ထွက်ကြရမယ်ရအောင်ကိုယ်အနာဂတ်ကိုနိုင်ငံတော်ရဲ့အနာဂတ်နဲ့ဒန်းတူသဘောထားပြီးတီဆောက်ဖို့ကြိုးစားကြရမယ်အချိန်ဖြစ်သွားတယ်အဲ့တော့ဖောက်ထွက်ဖို့ကြိုးစားလာတဲ့စစ်တီရာရှိကြီးအားလုံးကိုကျွန်တော်ဂုဏ်ပြုတယ်ကြိုးဆိုတယ်ရအောင်ဆွဲလို့ကူညီသွားမယ်ကျွန်တော်တို့ဆက်လက်တီဆောင်ဖွဲ့စည်းမယ်ဆိုတဲ့အားလုံးပူပင်စိုးထိန်မှုကနေကင်းလွတ်စေသောအနာဂတ်ဖွဲ့စည်းပုံတရက်နဲ့အညီပါဝင်ပေါင်းစပ်ဖွဲ့စည်းမဲ့အစီအစဉ်တွေကိုလည်းဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေအတွက်မိုဒီပေးချင်တာကတော့ဒီကနေ့မနေ့4နာရီမှဆိုရင်ပဲစကကစနစ်စကကမှုပေါ့စစ်စင်ကိုကဲမှုဌာနချုပ်မှုနော်ဘုံမှုချုပ်အောင်ကျော်မိုးကြီးอ่ะကျွန်တော်နဲ့ဆိုရင်တော့စိတ်ဘက်လို့ပြောလို့ရတာပေါ့ကျွန်တော်ဗိုလ်တင်တန်းကြကြတယ်သူတို့ကလုတ်တင်ဖို့ဆိုတော့ကျွန်တော်တို့လာပိုင်းဆင်သွားကျွန်တော်တငယ်ချင်းပဲတော့အောင်ကျော်မိုးအခုပဲသတင်းရရှိတယ်ဒီနေ့မနေ့4နာရီမှာသူ့ကိုယ်သူ suicide လုပ်သွားတယ်သူအနေနဲ့ဘလို့မှရုံထွက်လို့မရနိုင်တဲ့အခြေအနေတွေမနေ့တုန်းက drop ဘုံတွေနှလုံးလောက်အကျဲချခံပြီးတော့သူ့ရဲ့စစ်ရင်နှန်းတွေပျက်စီးသူစစ်ကူအတင်းလိုက်ဖို့PR ပေးခံရလို့ရမခဘက်ကိုစစ်ကူလိုက်ဖို့သူစူးစမ်းပြီးမဲ့သူဘုံကျဲခံရတယ်သူတပ်ဖွဲ့တွေအများများတေဆုံးတယ်နောက်ဆုံးသူဘလို့မှရုံထွက်မနိုင်ဘူးဆက်လည်းမတိုက်နိုင်ဘူးနောက်ပြန်ရင်လည်းခုံယုံရှေ့မှာလည်းတောင်ကုန်းအဲ့တော့ဘလို့မှမယုံနိုင်တဲ့အခြေအနေသူ့ကိုယ်သူ suicide လုပ်သွားတယ်လို့သိရတယ်ဒါပေမဲ့ဒါမှန်ကန်တဲ့ရွေးချယ်မှုတော့မဟုတ်ဘူးပေါ့လေအသက်ရှင်အောင်ကျွန်တော်တို့စီစဉ်ဖန်တီးကြိုးစိုးနေပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံတကာကတဖြည်းဖြည်းအတိမတ်ပြုလာတဲ့တော်လိုင်းရန်ဝင်လည်းရှိတယ်ကျွန်တော်တို့လိုမျိုးတက်ကရရှိတွေကိုယ်တိုင်ပါဝင်ပြီးတော့ရရှိဟောင်းတွေကိုယ်တိုင်ပါဝင်ပြီးတော့တော်လိုင်းမှာထဲထဲဝင်ကြကြပြန့်ပြန့်လုပ်နေတယ်ပူပေါင်းပါဝင်ဖို့အစီအစဉ်တွေဖိတ်ခေါ်ပြီးတော့ပူပေါင်းပါဝင်လာတဲ့လူတွေကိုတေချာနေရာချထားပြီးတော့
အနာဂတ်အတွက်ဘယ်လိုပေါင်းစပ်မလို့စီစဉ်နေလဲလုပ်နေတာရှိနေပါလျက်ကဲနေဘာကြောင့်မလို့ဖောက်ထွက်ဖို့မကြိုးစားရဲတာလေဂုံးသိခါကြောက်လားဂုံးသိခါဆိုဘာလဲကျွန်တော်တို့တော်လိုင်းနဲ့တွားရောက်ပူပေါင်းခြင်းဟာဂုံးသိခါကြာဆုံးတဲ့စစ်သားတို့ရဲ့တိတ်ခါထိခိုက်တယ်လို့ထင်သလားခင်ဗျားတို့ကလက်ရှိလုပ်နေတဲ့အလုပ်ကစစ်သားတို့ရဲ့တိတ်ခါနဲ့ညီတဲ့အလုပ်တွေလုပ်နေကြရတာမှမဟုတ်ပဲဖက်စစ်စနစ်ကိုအသက်သွင်းဖို့အာရမမှုတွေကျင့်သုံးတဲ့ထိပ်ပိုင်းလူတစုကောင်းစားဖို့ခင်ဗျားတို့တွေကိုလက်ကင်တို့လက်ပါစီလက်ကတုံးနော်လူသက်ကောင်ကြေးစားရာဇဝတ်သားတွေတဖွဲသားအသုံးပြုတာဖြစ်တယ်ခင်ဗျားတို့စစ်သားလို့လုပ်နေမှာမဟုတ်ဘူးပြောလိုက်နိုင်ငံတော်ကာကွယ်ဖို့နိုင်ငံတော်ကာကွယ်ဖို့နိုင်ငံတော်ကာကွယ်ဖို့မဟုတ်ဘူးဆိုတာကိုတက်တည်ပြတဲ့အနေနဲ့တနိုင်ငံလုံးကပြည်သူတိုင်းသားတရလုံးခင်ဗျားတို့ဖက်စစ်တပ်ကိုပုံကန်ဆန့်ကျင်တိုက်ခိုက်နေကြတယ်လေဒါနိုင်ငံတော်ကြီးကဒီလူကြီးတာလားဒီလူတွေပြည်စည်းထားတဲ့ဒီနိုင်ငံတော်ကနိုင်ငံနေရာအနှံ့ပတ်ပတ်လဲအခုစစ်ဖြစ်နေတယ်ရခိုင်မဲကြီးကချေမဲကြီးရှမ်းမြောက်ရှမ်းတောင်ကရင်တိုင်းရင်းသားကြီးကဲကိုရောတနိုင်ငံလုံးမှာရှိတဲ့နေရာပုံကြွပုံကန်တော်လန်တိုက်ခိုက်နေတာခင်ဗျားတို့နိုင်ငံတော်ကာကွယ်နေတာမဟုတ်တော့ဘူးအဲ့တော့နိုင်ငံတော်ကာကွယ်နေတဲ့မြန်မာတပ်မတော်ဆိုတဲ့ဘလို့ဒိတ်ပဲမရှိတော့တဲ့တပ်ပြားဟောင်းဖွင့်ပြီးခင်ဗျားတို့ကစစ်သားကုန်သိခါနဲ့ညီလုံနေတယ်လို့ခင်ဗျားတို့ပြောလို့မရတော့ဘူးအဲ့တော့ကျွန်တော်တို့ရှိပူပေါင်းမှုဖိတ်ခေါ်နေတယ်ဆိုတာခင်ဗျားတို့ကိုအာရမမှုကျူးလွန်နေတဲ့လူရက်တွေကနေအာရမရဝန်းကြီးတွေကနေဓမ္မဘက်ကိုလိပ်ပြလုံးတိတ်ခါယုံကြည်မာနဲ့မိမိရဲ့မိသားစုဘဝအနာဂတ်လုံချုံနေခွင့်ရတဲ့အခင်းချင်းပြီးတော့လေခင်ဗျားတို့ဖက်စစ်စနစ်အကြမ်းဖက်ရန်နေရာထဲမှာခွေးသားစိတ်တစ်ခုဖြစ်ဆက်လက်လဲပတ်နေသမျှဒီခွေးသားစိတ်လဲပတ်မှုတက်ကြိတ်ဖိနှင်းရက်ဆက်သွားတဲ့အောက်မှာကျွန်တော်တိုင်းသူပြည်သားအားလုံးနိုင်ငံသားအားလုံးဟာပုံမှုဆိုးရတဲ့အနာဂတ်တွေနဲ့ကြီးလောင်မြင်းကြီးတွေမျိုးပြဖြစ်ကြံခဲ့မယ်လူပေါင်းများများစွာဖျားပြေးဘုံတွေကြောင့်ကျဲခံလို့သေမယ်ဒီလိုဖျားပြေးလွတ်ရက်တွေကိုလုံနေတဲ့ခင်ဗျားတို့အဖွဲ့အစည်းကြီးတွေမှာခင်ဗျားတို့ခွေးသားစိတ်တစ်ခုအနေနဲ့ဆက်နေခြင်းအားဖြင့်ခင်ဗျားတို့လည်းဖီစီနှိမ့်ဆက်နောက်ဆုံးအခုလိုဟိုလေတက်ကဟိုကောင်30စက္ကန့်ကကောင်လို့အသေးဆုံးနဲ့အစိမ့်တွေတေးရမှာပဲအဲ့တော့ခင်ဗျားတို့တွေခွေးသားစိတ်ကိုကျွန်တော်တို့တိုင်းပြည်တည်ထောင်မဲ့ဆက်သွားရန်နေရာကြီးမှာပါဝင်ကူညီတဲ့လှုပ်အားတွေဖြစ်ကျွန်တော်တို့ကဖိတ်ခေါ်တာဖြစ်တယ်ကျွန်တော်တို့ဟာတော်လန်နေတာတပုံမဟုတ်ဘူးကျွန်တော်တို့ကနိုင်ငံကောင်းဖို့လုပ်နေတယ်လုပ်ဖို့လည်းတန်ဋိဌာန်ရှိတယ်လုပ်နေစွမ်းလည်းရှိတယ်ဓမ္မတရားမျှတမှုဖြစ်ကြောင်းလည်းကျွန်တော်တို့ပြသနိုင်တယ်ဥပဒေနဲ့အညီလှုပ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းလည်းရွေးချယ်တင်မြှောက်ခံထားရတဲ့အစိုးရရဲ့ဥဆောင်မှုနဲ့ညီတွားနေတယ်ကျွန်တော်တို့ကပြည်တော်စုစနစ်ကိုတည်ဆောက်မယ်ဆိုတဲ့ဟာကိုလည်းပေါ်လွင်ထင်ရှားတဲ့တိုင်းရင်းသားအားလုံးပေါင်းဆက်တဲ့တော်လှန်ရေးစွမ်းမကားတွေပြသနေတယ်နောက်ပြီးကျွန်တော်တို့ရဲ့နှလုံးသားမှန်နဲ့ခင်ဗျားတို့ကလူစိတ်ကင်းမဲ့တဲ့လူတွေမူရစေးနဲ့ဒီစိတ်ကြွဆေးတွေသုံးဆွဲပြီးတော့ရက်ဆက်ပြည်သူတတ်နေချိန်မှာကျွန်တော်တို့ကနှလုံးသားအစ်စ်နဲ့နိုင်ငံသားချင်းလူသားချင်းကျွန်တော်ဆိုရင်စစ်သားချင်းခင်ဗျားတို့တွေကိုကယ်ဆယ်ကူထုတ်ပြီးတော့ကျွန်တော်တို့တိုင်းပြည်အနာဂတ်အတွက်အတူတူအလုပ်လုပ်ကြအောင်ဦး3နှစ်တော်တွင်းမှာ3နှစ်ကျော်တော်တွင်းမှာဘယ်ကြောက်မင်းအွန်လိုင်းဖက်စစ်ကလို့ရကြောက်ဘလောက်ထိပျက်စီးခဲ့ပြီလဲခင်ဗျားတို့မျက်မြင်ကိုတွေ့2019 2020မတိုင်ခင်ထိခင်ဗျားတို့စစ်သားဆိုတဲ့ကောင်တွေအရာရှိဆိုတဲ့ကောင်တွေစိတ်ထဲမှာငါတို့က2021ကျော်ရင်ပြည်သူတရားလုံးနဲ့စစ်ဖြစ်နေရမယ်လို့တွေးမိရလားငါတို့က2021နဲ့2024ကြားမှာမြို့ကြီးတွေအကုန်လုံးဘုံလိုက်ကျေတပ်ဖြတ်နေရလိမ့်မယ်လို့ခင်ဗျားတို့တွေးမိခဲ့လားမဟုတ်ဘူးခင်ဗျားတို့မတွေးမိခဲ့တာဘူးဖြစ်လာပြီဘာလဲဒီစနစ်မှားယွင်းတဲ့စနစ်ကြောင့်ဒီဟာတွေဖြစ်လာဒီချိန်တွေဖြစ်လာခုဆိုရင်ငါတို့ယုံကြည်တဲ့ဗုဒ္ဓဘာသာလည်းပဲပြောရှေးရိုးစင်စာလည်းပဲပြောမင်းစိုးမင်းကြီးမင်းရုပ်လက်ထက်မှာသဘောဘေးကြီးတွေကပ်ဘေးကြီးတွေဗျိုင်းတူကြတတ်တယ်ဆိုတာခုလက်တွေပဲလေသဘောဘေးတွေလာနေတယ်ယောဂဗျာဘေးတွေလာနေတယ်နော်လက်နက်ဘေးတွေလာနေတယ်စစ်မဲ့ဘေးတွေဖြစ်နေတယ်တပြိုင်တည်းဖြစ်ပြီးတော့ဖလောက်ထိပြည်သူတွေဒုက္ခရောက်နေတယ်အခုစစ်မဲ့ကြောက်စစ်ဆောင်ပြည်သူစစ်ဘေးသိနေရပြည်သူငတ်ဘေးရောက်နေပြည်သူတန်ခမ်းရှိလာပြီအဲ့တော့ကျွန်တော်တို့တွေဒီစစ်တေးဆိုးပွားစီခဲ့တဲ့အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းခင်ဗျားတို့ကိုယ်တိုင်လက်တွေခန်းစားခြင်းဖြင့်သိပြီဒီစနစ်ကြီးလဲညီကုန်းချုပ်နေထိတန်တော့မယ်မင်းအွန်လိုင်းအခုသူ့အိမ်ရဲ့ပစ္စည်းတွေအရေးကြီးတဲ့ luxury တွေပိုင်ဆိုင်မှုတွေလင်းနဲ့နှစ်စီးတိုက်ရှိပြီရုရှားဘက်သို့မဟုတ်တရုတ်ကိုပို့နေတယ်ဒါကျွန်တော်တို့မြေပြင်မှာသိတယ်အဲ့တော့အချိန်မျိုးသူဟာလူကြီးပဲလေမော်တက်ပြီးတတ်တာဆိုပြီးပြန်သွားတဲ့ချိန်မှာအဖေဟမ်တက်ချုပ်ကြီးမင်းအွန်လိုင်းကြီးခိုင်းသမျှလုတ်ပြီးပျော်ကြီးနိုင်လောက်တယ်ထင်ပြီးလုတ်ခဲ့တဲ့ခင်ဗျားတို့တွေမင်းအွန်လိုင်းကတတ်တာဆိုကောင်းငင်ကနေပြီးတော့ခင်ဗျားတို့ကိုပြပွားပြီးပြန်တဲ့ချိန်မှာခင်ဗျားတို့တောင်မြေမှာလွတ်တဲ့ဟင်းသာလေးလိုဖြစ်နေမယ်လို့ထင်လို့လား no ပြည်သူတရားလုံးကခင်ဗျားတို့ကိုအစိမ့်လိုက်ဝါးစားခြင်းနဲ့အကြည့်နဲ့တဖြည်းဖြည်းတရွေ့ရထွန်ချစ်ရဓမြောင်ရတို့နောက်ဆုံးမရှိရင်ရတဲ့လက်နဲ့ဆွဲထွက်လာမဲ့လူသိန်းနဲ့တန်းနဲ့ချီတဲ့ကြားထဲမှာခင်ဗျာဘသူ့ကိုအဖေခေါ်ပြီးခင်ဗျားတို့စက်ကြံနေခဲ့မှာလဲဘသူကခင်ဗျားတို့ကဲမှာလဲဥနေနဲ့မညီလောက်ခဲ့တယ်ရက်ဆက်လောက်ခဲ့တယ်တတိုင်းပြည်လုံးဖျက်ဆီးခဲ့တယ်ပြည်သူတရားလည်းအမုန်းတရားခင်ဗျားတို့ရောက်တိဆောက်ခဲ့တယ်အဲ့တော့အခုချိန်မှာကျွန်တော်တို့တွေဘယ်သူနိုင်မယ်ဘယ်သူရှုံးမယ်ဆိုတာနိုင်ငံတကာသိပြီပြည်သူတော်လှန်ရေးအောင်မှာဖြစ်တယ်ပြည်သူလူထုတရားလုံးပါဝင်တဲ့ຫນွေဦးတော်လှန်ရေးအောင်နေပြီဖြစ်တယ်အဲ့တော့မင်းတို့အခု
အောင်ကျော်မိုးကဲ့သို့ကိုစူဆိုင်လုပ်ရင်လဲစောစီးလုပ်လိုက်တတိရှိတော့တပ်လိုက်ကိုပြည်သူထပ်မတတ်နဲ့တော့အေးပြည်သူလည်းထပ်မတတ်ချင်ဘူးစစ်သားပြီးတတိရှိရဆိုရင်ကျုပ်တို့နဲ့လာပေါင်းဒါပဲအဲ့တော့ကျုပ်တို့အစင်းသစ်ရှိနေတယ်တိုင်းပြည်တည်ထူထောင်မှုအချိန်ကျနေပြီဖက်စစ်အကြမ်းဖက်အသက်ဆိုးဒီကုန်းချုပ်ဖို့အချိန်ကျနေပြီမင်းအွန်လိုင်းရဲ့ရက်ဆက်ရုပ်ကန်းစွာတိုင်းပြည်ဖျက်ဆီးမှုဇာတာကုံဆုံးဖို့အချိန်ကျနေပြီပြီးတော့စစ်သားအရာရှိတွေစစ်သားကောင်းစိတ်သက်ရှိတဲ့နိုင်ငံသားကောင်းစိတ်သက်နဲ့တိုင်းပြည်တကယ်ချစ်တဲ့လူတွေဘက်ပြောင်းဖို့အချိန်ကျပြီလို့ပြောချင်တယ်လေးစားပါတယ်